ဒါချက်မင်းပါဂျပန်ပြည်ကနေယူလာတာအမိက9ပေ3လမှရှိတယ်ဝင်မမှာထားတဲ့စီတော်ကြီးနှလုံးမှာခုနကဆိုများလုံးတီးနေပါရဲ့那么天天不让不管他们的呢。လုံးဝညောင်းတကားပါဒါတကားပေါ့ဒါ9ပေါ့ဟုတ်လို့လားအမှားလေအော်အေးဒီပိုင်းတစ်ပေါက်တယ်ဒီမှာအပေါက်ဒီမှာတော့မောင်းတော့တော့တစ်ပေါက်နှစ်ပေါက်ဟုတ်တယ်ဟုတ်ပုံမလေးစီဟောပါလေပေါ့3ပေါ့ဒီလိုမျိုးညောင်းတကားဆိုတော့ဘာမှလည်းတကယ်လို့တကယ်ပုံလေးအဲ့မျိုးကိုပေါင်းရှိတယ်ဟုတ်တယ်ဒီမှာတစ်ပေါက်တကား9ပေါ့ရှိဟိုးပေါ်ဒီမှာဟိုးပေါ်ကြီးမှာဟောပါနော်တကား9ပေါ့ရှိတယ်ဆရာတော်ဖျားကြီးစိုက်ခဲ့တဲ့ညောင်းမလားအမြင့်တွေပါဘောပြန်တက်နေတယ်အဲ့သူတို့ညောင်စောက်ထိုးလို့လည်းခေါ်တယ်ခြေကဲစင်အောင်ဆရာတော်ကြီးစိုက်ခဲ့တဲ့ညောင်ပင်မှာတဲ့တပင်နဲ့စိုက်ခဲ့တယ်